မိတ်ဆွေတွေကျွန်တော်မှရောင်းစရာလက်တော်လေးတစ်လုံးရှိပါတယ်နော်ဒီလက်တော်လေးရောင်းပါ offline လက်တော်လေးပါနော်ကင်မရာပါပါမယ် flashback ကြည့်လို့ရပါမယ်နော်ဘယ်လိုကောင်းပါလဲ你这种炒的。ဆွဲလိုက်တဲ့ဆိုရင်ဒီတစ်ချက်လောက်ပြောပြီးနော်။ဆွဲလိုက်ပြီးလို့ပြောရဆိုဆက်ပြီးလို့ရအောင်။ဆက်ဆက်လေးထည့်ထားလို့ရတယ်။ဟုတ်ပါဘူး။တော့မဟုတ်ဘူး။ဒီနေ့လည်းကလေးတွေဆက်ပြီးနော်။အေး။ကျတို့ပြန်သူကဆွဲရတဲ့ဒီဆိုလို့ရှိရင်ဟုတ်ရတယ်တိတ်လာပြီးလို့ရတယ်။ဟုတ်အဲ့ဒါလေးလည်းလမ်းပြောတယ်နော်။ကိုလည်း online လိုင်းလေးသုံးလို့ရပါတယ်မိမိရဲ့သားသမီးတွေပညာရေးတွေလည်းသုံးလို့ရပါတယ်ကိုကိုယ်တိုင်လည်းလုပ်ငန်းတွေသုံးလို့ရပါတယ်เนาะဝင်ကျင်နေဆိုတော့ကျွန်တော်ရဲ့ကွန်ပျူတာစင်တာတရှိရာเนาะမိကဗီစာပင်ကျောင်းရှိရောဟောင်းနဲ့ရိတ်တရကွက်လဲကူးမြို့ကိုလာပြီးဝယ်ယူနိုင်ပါတယ်ဒါမှမဟုတ်ကျွန်တော်ဖုန်းနံပါတ်9653လုံးကိုလမ်းဆက်သွယ်ပြီးတော့ဗိုက်ဘာနဲ့ကြည့်ပြီးတော့လည်းစုံးတို့ဗိုက်ဘာနဲ့ကြည့်ပြီးတော့လည်းကျွန်တော်ရောင်းပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခုလိုကျွန်တော်ရဲ့ဗီဒီယိုပြီးဆုံးကြည့်ပြီးတဲ့အတွက်ဒီနေ့အဆင်ပြေနေကောင်းကြပါစေ